အားလုံးမင်္ဂလာပါကျွန်တော်နဲ့အတူကြည့်ရှုနားဆင်မဲ့ထင်လေးရတော့အဘမင်းအောင်လိုက်ဘာတွေငွေချသွားလဲပေါ့နော်ကောင်းနှုတ်ချက်ဘာတွေပြောသွားလဲဆိုတာကိုကျွန်တော်လည်းစိတ်ဝင်စားတယ်ပေါ့နော်အဲဒါကြောင့်ပေါ့အဘမင်းအောင်လိုက်ကောင်းနှုတ်ချက်အချို့ပြောသွားတာတွေကိုကျွန်တော်နဲ့အတူခဏလေးနားဆင်ကြည့်လိုက်ရအောင်နော်ကဲဗီဒီယိုလေးစမယ်ရဲဘော်တို့ဟုတ်2020ပြည့်နှစ်ရွက်ကောက်ပွဲမှာစိုးဘောစွာပြုလုပ်ခဲ့တဲ့မဲပထမမှုတွေကြောင့်တမ်ဘရောကအမျိုးသားနိုင်ငံရေးတာဝန်တွေကိုဆန်းဆောင်ခဲ့ရတဲ့အချိန်မှာအကြမ်းဖက် NUG CRPH အဖွဲ့တွေကတမ်ဘရောတွေနဲ့ဒီမိုကရေစီနောက်ပြန်ဆွဲလွတ်ဆောင်နေတဲ့အအောင်ဝါရမိုင်းတိုက်ပြီးလူငယ်လူရွယ်တွေကိုလွဲမတဲ့မျှော်လင့်ချက်တွေနဲ့အတူအကြမ်းဖက်လက်နက်ကလမ်းစဉ်စီကိုတွန်းပို့ခဲ့ကြတယ်လက်နက်ကလမ်းစဉ်တွေကြောင့်ညှို့မတိဆောက်နေတဲ့ပြည်တော်စုကြီးတွေလူစွာအရင်းမြစ်တွေဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်ဒီလိုလက်နက်ကလမ်းစဉ်နဲ့ဖြည့်ရှင်းတဲ့ကြိုးပမ်းမှုဟာနှစ်ပေါင်း90ကျော်ကြာတဲ့အထိမြည်သည့်ရက်လက်မှမထွက်လာတာကိုတင်ကားသာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကလမ်းစဉ်ကြောင့်ဖြစ်တယ်ဆိုတာအမှားတမ်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကိုရည်မှန်းချက်တူကြရင်ပြည်တော်စုအကျိုးကိုရှေ့ရှုပြီး PDF အပါဝင်လက်နက်ကန်အဖွဲ့တွေအနေနဲ့ဥပဒေပေါင်းတွေဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစားဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားလိုတယ်နောက်ဆုံးစာကြောင်းလေးရတော့ကဲအားလုံးကြားမလို့ထင်ပါတယ်နော်နောက်ဆုံးစာကြောင်းလေး PDF တင်တဲ့တခြားလက်နက်ကိုင်တွေကိုလည်းဖိတ်ခေါ်ထားပြီးတဲ့ဟာဒါတော့ကဲပွဲကြီးပွဲကောင်းမနော်ဟန်အော်ဟဲ့နော်ဒီနောက်ဆုံးစာကြောင်းပြောသွားတာတော့လုံးဝဘယ်လိုလဲပြောရရင်တော့ထူးခြားတဲ့အော်ဖို့ကောင်းနော်နောက်ဆုံးစာကြောင်းကတော့ကဲလူကြီးပြီးတော့အနေနဲ့ရောအဘမင်းလည်းပြောသွားတာတွေကိုဘယ်လိုမြင်လဲဆိုတော့သုံးသက်ချက်လေးတော့ comment လေးမှာရေးပေးသွားကြပါနော်အားလုံးပဲဘေးရန်ကင်းပြီးရှင်းလန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်